ချစ်ခင်လေးစားရသောဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါနေ့တင်မှာဂယုဏတော်အသစ်နဲ့အတူဘုရားသခင်ရဲ့ဖွင့်ပြခြင်းအသစ်ကိုခံယူဖို့ပြင်ဆင်ပေးတဲ့ဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီမနေ့တော့ကျွန်တော်ဟေရှာယအနာဂတိကျမ်းခန်းကြီး7ကိုဖတ်ပါတယ်ဘာကောင်းစဉ်တက်ခြင်းလဲဆိုရင်ကယ်တင်ခြင်းစမ်းရည်တွင်လို့တက်ချင်ပါတယ်ဒီခန်းကြီး7ကဘုရားသခင်ကိုချီးမွမ်းဖို့ရအတွက်ဖော်ပြထားတဲ့သခြင်းလို့သိရပါတယ်အဲ့တော့ဒီမှာဘုရားသခင်ရဲ့ကြီးစုတော်တွေကိုရေတွက်ချီးမွမ်းဖို့ရန်တိုက်တွန်းထားတာတွေတွေ့ရပါလိမ့်မယ်ကျွန်တော်တို့ဟာတကယ်ပြဿနာများတဲ့လူလောကကြီးထဲမှာနေရတာဖြစ်ပါတယ်ဒါကြောင့်မလို့စိန်ခေါ်မှုတွေဝမ်းနဲ့ကြေကွဲဖွယ်ကောင်းတဲ့အရာတွေထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့အရာတွေစိတ်မသက်မသာဖြစ်စရာအကြောင်းတွေအများကြီးကျွန်တော်တို့မှာရှိနေပါတယ်တိုးတော်လည်းပဲဘုရားသခင်ကကျွန်တော်တို့ကိုစိတ်သက်သာရာရစေမဲ့အပြင်ကျွန်တော်တို့အတွက်လွတ်မြောက်ခြင်းကယ်တင်ခြင်းဖြစ်တယ်ဆိုတာကိုတမန်ကျမ်းစာအားဖြင့်သိရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဟာဘုရားသခင်ကိုချီးမွမ်းကြရမှာဖြစ်ပါတယ်။ထာဝရဘုရားငါချီးမွမ်းရာငါတခြင်းဆိုရာငါကိုကယ်တင်တော်မူသောအရှင်ဖြစ်တယ်လို့အခန်းငယ်1မှာဖော်ပြထားတာတွေ့ရပါတယ်။ဘလောက်ပဲကျွန်တော်တို့ရဲ့အသက်တာမှာခက်ခဲမှုတွေကြုံရကျွန်တော်တို့ကိုကယ်တင်မဲ့အရှင်ရှိတယ်ဆိုတာကိုကျွန်တော်မမေ့ဖို့လိုပါတယ်။ဒါကြောင့်မလို့ကယ်တင်ခြင်းစမ်းရည်တွင်တို့၌ရေခတ်ပြီးတော့မှဝမ်းမြောက်ကြရလိမ့်မယ်လို့လည်းဖော်ပြတာတွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်သခင်ယေရှုပြောတဲ့စကားလေးကိုသွားသတိရပါတယ်။သူကပြောပါတယ်။သူဟာအသက်ရည်ထွက်ရာစမ်းရည်ဖြစ်တယ်လို့ပြောတယ်။သူပေးတဲ့ရေကိုတောက်ရင်ဘယ်တော့မှရေမငတ်တော့ဘူးလို့ပြောပါတယ်။အဲ့ဒါဘသူ့ကိုပြောရလဲဆိုရင်ရှမာရိအမျိုးသမီးကိုပြောတာဖြစ်ပါတယ်။ဒီအမျိုးသမီးကသူများရေမခတ်တဲ့အချိန်မှလာပြီးရေခတ်တယ်ဖြစ်ချင်တော့သခင်ယေရှုခရစ်တော်နဲ့တွေ့ပြီးတော့မှအသက်ဆန်းရည်တည်ဟူသောမေရှိယကိုသူတွေ့သွားပြီးသူ့ရဲ့ဘဝဟာလုံးဝခြားနားသွားတယ်ဆိုတာတွေ့ရပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့သခင်ယေရှုခရစ်တော်ကိုတွေ့ရခြင်းကကျွန်တော်တို့အလွန်ဝမ်းမြောက်ဝမ်းသာစရာကောင်းတဲ့အခွင့်အရေးဖြစ်ပါတယ်ကယ်တင်ခြင်းစမ်းရည်တွင်ဖြစ်တဲ့ယေရှုကိုကျွန်တော်တွေ့ရခြင်းကကျွန်တော်တို့တခြင်းဆိုရာချီးမွမ်းရာကျွန်တော်တို့ကိုမာစာတော်ကယ်တင်ရှင်ကိုတွေ့ရှိခြင်းဖြစ်တယ်ဆိုတာကိုသိဖို့လိုပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကနေ့စဉ်ဘဝအသက်ရှင်တဲ့အခါမှာထိုစမ်းရည်တွင်ကိုအမြဲတမ်းတောက်သုံးနေဖို့လိုပါတယ်။တနေ့ကကျွန်တော်အိမ်တော်ရေးအစင်မပြေတဲ့ညီမငယ်တယောက်ကိုဖုန်းစကားပြောဖြစ်ပါတယ်။သူကဆက်သွယ်လာပြီးတော့မှသူ့ရဲ့အိမ်တော်ရေးအကြောင်းကိုရင်ဖွင့်ရင်းနဲ့ဆုတောင်းချက်တင်ပါတယ်။စိတ်မကောင်းစရာကနှစ်ယောက်စလုံးဟာကျွန်တော်နဲ့ယဉ်နီးတဲ့သူတွေဖြစ်တယ်ယုံကြည်သူတွေဖြစ်တယ်သားသမီးတွေလည်းရှိနေရတဲ့နဲ့ဒီအစင်မပြေမှုကမိသားစုကိုဝမ်းနည်းစေတယ်ဆိုတော့တွေ့ရတယ်ကျွန်တော်ဘာတိုက်တွန်းဖြစ်လဲဆိုရင်လူကိုပြောင်းလဲအောင်လုပ်ဖို့ကဖះပဲတတ်နိုင်တယ်ဒါကြောင့်ဖះသခင်ထံမှာများများဆုတောင်းနတ်ဆိုးကိုနှင်ထုတ်ပါလို့ကျွန်တော်တိုက်တွန်းအားပေးဖြစ်ပါတယ်ဒီနေ့ယုံကြည်သူတွေထဲမှာလည်းပဲအင်မတန်မှခက်ခဲတဲ့အခြေအနေတွေဝန်တုပ်ဝန်ပိုးတွေအများကြီးထမ်းနေရတာတွေ့ရပါတယ်။တချို့တွေအတွက်ကတော့အပြစ်လုပ်ရတာပေါ့ပါပါဖြစ်နေပါလိမ့်မယ်။သို့တော်လည်းပဲဖះသားသမီးတွေအတွက်ကတော့အပြစ်သွေးဆောင်ခြင်းတော့ကိုပါမသွားဖို့အမြဲတမ်းအရေးကြီးပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့အသက်တာမှာဘယ်လိုအခက်အခဲပြဿနာပဲဖြစ်နေပါစေကျွန်တော်တို့ကိုကယ်တင်မဲ့အရှင်ယေရှုရှိတယ်ဆိုတာကိုသိပြီးမှသခင်ယေရှုခရစ်တော်ရဲ့နာမတော်ကိုခေါ်ပြီးချီးမွမ်းဖို့လိုပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့ကိုချီးမွမ်းစေခြင်းနဲ့ဖခင်ကျွန်တော်တို့ကိုဝမ်းသာစေခြင်းနဲ့ဖခင်ကျွန်တော်တို့ပျော်နေတာကိုနှစ်သက်တော်မူသောဖခင်ကကျွန်တော်တို့ကိုခသိန်းသောအမင်္ဂလာတွေကနေကယ်တင်အောင်မှာဖြစ်တယ်ဆိုတာကိုယုံကြည်စေချင်ပါတယ်ဖခင်ရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖခင်ကိုရောကိုယေရှုတင်ပါတယ်ကျွန်တော်တို့ကိုအစဉ်အမြဲမဆာသောဖခင်ကျွန်တော်ရဲ့ချီးမွမ်းရာသခြင်းဆိုရာကျွန်တော်ရဲ့ကယ်တင်ခြင်းကိုရောပဲဖြစ်ပါတယ်နာမတော်ဘုန်းကြီးပါစေတနေ့တာလုံးလက်ဝဲအနံပါတယ်မိသားစုထဲမှာအစင်မပြေမှုတွေဝမ်းနည်းစရာတွေအခက်ခဲတွေကြုံတွေ့နေရင်လေကိုရောရှင်ကယ်တင်တော်မူပါကိုရောကိုအော်ဟစ်တဲ့အသံကိုရောကြား၍နားညောင်းတော်မူပါတနေ့တာလုံးအတွက်ယေရှုတော်ချီးမွမ်း၍အနံတဲ့အခါသခင်ယေရှုခရစ်တော်နာမ၌ဆုတောင်းအနံပါ၏အာမင်